ကျွန်တော်အိမ်သားမှာတပင်ညသာစားပြီးတော့15မိနစ်လောက်လမ်းထပ်လျှောက်တာဒီမှာကြည့်ပါဦးသူအိမ်တိုင်းမှာအကုန်လုံးလှတွေစင်ထားကြတယ်မီးတွေကျွန်တော်တို့ကမီးထုံးပွဲတစ်ဆောင်မုန်းဟိုကလည်းတော်တလင်းပေါ့ဆိုတော့တရင်ကျွတ်မီးထုံးတော်တလင်းတော့ဖြစ်သွားပြီတရင်ကျွတ်မီးထုံးပွဲလို့ဘာလို့နဲ့ဒီမှာအိမ်တိုင်းမှာသူ Christmas decoration လေးတွေသူဒါ Christmas and New Year တကယ်ကိုဖြစ်တယ်ဒါအိမ်တိုင်းမှာ individual house လေးတွေကြည့်ပါဦးဟုတ်စမ်းအများကြီးသုံးပြီးတော့လှဆင်ထားတာအိမ်တိုင်းပဲအေးရိုင်းအေးတမင်စားပြီးတော့ရိုင်းမနေနိုင်လို့တာထွက်လာတာ very ဟုတ်ပါမာရီယိုဟာနှစ်တိုင်းပဲ decoration ကြီးအကြီးကြီးလုပ်တာဒီမှာပဲအိမ်တိုင်းလိုပါပဲထုံးထားကြတာကျွန်တော်တင်မောတိုးလိုက်ဆိုအောင်ဆိုလို့ရှိရင်မန္တလေးမှာတင်မောရက်လို့ရှိရင်အမှအိတ်ရမန္တလေးဘက်ကိုလှည့်ကြည့်လိုက်ပြီဆိုလို့ရှိရင်မီးထုံးပွဲဆိုလို့ရှိရင်မန္တလေးတစ်မြို့လုံးကမီးရှူးမီးပန်းတွေဖောက်ကြတာတင်မောခေါ်မိုးတော့တက်ကြည့်ကုန်မြင်နေရတယ်စကိုင်းကဖောက်လိုက်မန္တလေးကဖောက်လိုက်နေအဲ့မြင်ကွင်းကတော့တကယ်ကိုတမမေ့နိုင်စရာမြင်ခွင့်ပဲတင်မောပေါ်ကနေပြီးတော့မီးရေပေါ်မှာမျောတဲ့မီးပုံးလေးတွေထွန်းပြတာလည်းပဲဧည့်သည်တွေကြိုက်တယ်ကျွန်တော်လည်းအဲ့ဒီတော့အရင်ကြိုက်တယ်ဧည့်သည်ဒီနာပြီးသွားလို့ရှိရင်ဟိုမှာဆန်တာကလော့ကဆက်ဆောင်ပေးပြီးတော့ပြန်ဆင်းလာပြီဟိုမှာ Jesus မွေးတဲ့အခန်းတော်မှာထည့်ထားသေးတယ်ဟိုမှာမေးအေးလားအိမ်တိုင်းလိုပဲထွန်းထားကြဖျောင်းနိုင်တော့မထွန်းကြဘူးဒီမှာတော့တရုတ်ပြည်ကတရုတ်စီဝါကြီးကိုအားပေးတာပေါ့ဟိုဘက်မှာလေအေးလမ်းပေါ်မှာလူမရှိဘူးတစ်ခေါက်တော့ညနေတိုင်းဆိုလမ်းလျှောက်လို့ရှိရင်တစ်ခေါက်ကလူမဲတယောက်ကနောက်ကနေလိုက်လာပြီးတော့သူဟာတယောက်တည်းစားနေပြောလာရလူရန်တွေ့မလို့လာလို့ငါမျိုးဘာမှမပြောဘူးလို့မျိုးငါနေကောင်းလားလို့မေးကြလို့ How you doing လို့ငါမေးကြလို့မျိုးငါဘာမှပြောတော့မဟုတ်ဘူးမျက်နှာချင်းဆိုင်လာရက်ပြီးတော့တယောက်တည်းစကားတွေပြောတယ်ဘယ်နားတွေဘယ်လိုထွက်လာမှမသိအဲ့တစ်ခေါက်ကလန့်သွားတာဒီနာကျွန်တော်နေတဲ့ရက်ကွက်ကအိမ်ကြီးကပူလေးဟေးဝက်ဆိုတော့သူကပြက်ရွေကြောရှိတယ်ကျွန်တော်နေတဲ့မြို့အောက်မှာငလင်ကြောရှိတယ်အိမ်ကြီးအများကြီးဆောက်လို့မရလူတရက်ကြော်လေးဆောက်ထားကြတာဟာပြောတယ်ဆိုတော့ငလင်လို့ရှိရင်ပြုတ်မကြအောင်မသေးအောင်လို့ကိုအိမ်လေးတွေပေါ့လေးနဲ့ဟိုသုံးသက်သားလေးနဲ့ဆောက်ထားတာကုန်ဒူကြီးဒဲကြီးမဟုတ်ဘူးအာစီလည်းမဟုတ်ဘူးဒီကအိမ်တွေအကုန်လုံးကငုံပေါ့လေးတွေပဲတူဒီချောင်းလေးရိုက်ခွဲရင်တိမ်လုံးအောင်ပြိုနိုင်တယ်ဒါပေမဲ့အပူခံတယ်အေးခံတယ်ဂျားတွေထဲမှာဂုံးတွေနဲ့သုံးတော်သားနှစ်ခုကြားထဲမှာဂုံးတွေနဲ့ထည့်ထားတယ်နောက်ပြီးတော့ခေါင်မိုးကလည်းပဲအဲ့ဒီပါလေးတွေပဲကတ်တရာနဲ့ဘာသဲနေလားမသိဘူးကတ်ထားပြီးတော့ကျွန်တော်တို့ဒီတဲဖက်တိုက်တဲ့ပုံစံမျိုးကလည်းဒီစမ်းပေပါပုံစံမျိုးလေးတွေနဲ့ပေါ်မိုးထားတာပဲအဲ့တော့ကိုယ်အိမ်ထဲမှာတော့နှွေးနေတာပဲ